နီလာတစ်ခုခုကိုပေးခြင်းတဲ့အခါ how to ဆိုတဲ့စကားလုံးနဲ့အစချီပြီးတော့ပေးပါတယ်ဒါကမေးခွန်းမဟုတ်ပါဘူးเนาะနီလာတစ်ခုခုကိုပေးတဲ့ခေါင်းစဉ်ပုံစံပါဥပမာ how to find a lover ချစ်သူတယောက်ရည်စားတယောက်ကိုဘယ်လိုရှာရမလဲပြောရမယ်ဆိုရင်တော့ချစ်သူရည်စားရှာနိုင်မဲ့နီလန်များလို့အစချီထားတာပါ how to cook rice ထမင်းဘယ်လိုချက်ရမလဲထမင်းချက်နိုင်မဲ့နီလန်များ how to set an alarm on your mobile phone မင်းရဲ့ mobile phone မှာနှိုးဆက်ဘယ်လိုပေးရမလဲမင်းရဲ့ mobile phone မှာနှိုးဆက်ပေးနိုင်မဲ့နီလန်များ how to attach photos to an email email တစ်စောင်မှာဘယ်လိုမျိုးဓာတ်ပုံကိုတွဲရမလဲ email မှာဓာတ်ပုံတွဲနိုင်မဲ့နီလန်များတိကျပြန်မှတ်မယ်နော်နီလန်တစ်ခုခုကိုပေးဖို့ခေါင်းစဉ်တက်မယ်ဆိုလို့ရှိရင် how to plus above one ပုံစံနဲ့ရေးပါတယ်